Okay အဲ့တော့ကျွန်တော်တို့ number C ကိုဆက်ပြီးတော့သွားမယ်နော်အဲ့တော့ join the two sentences နော် word နဲ့အကြောင်းကို join ပေးရမယ်တဲ့ using အသုံးပြုလျက်နော် who whose and that နော်ဒီ which မပါဘူးနော် that တို့ whose တို့ whom တို့ကိုသုံးတယ် make changes အပြောင်းလဲလေးတွေလည်းလုပ်ပါတယ် where necessary လိုအပ်တဲ့နေရာမှာအပြောင်းလဲလေးတွေကိုလည်းလုပ်တယ်အဲ့တော့ဒီမှာ exam မှာတစ်ကြောင်းတော့သူရေးပေးထားတယ်I brought a dictionary နော် I bought ဝယ်ခဲ့တယ်တဲ့ dictionary တအုပ်ဝယ်ခဲ့တယ် Nila wanted it Nila ကအဲ့ဒါကိုလိုချင်နေခဲ့တယ်အဲ့တော့ဒီလိုမျိုးဝက်ကြောင်းနှစ်ကြောင်းကိုကျွန်တော်တို့ join ခိုင်းတဲ့အခါမှာဆိုရင်လေအသုံးပြုရမယ့် relative pronoun ကိုကျွန်တော်တို့ကဘာကိုကြည့်ပြီးရွေးလဲဆိုတော့ subject နေရာမှာလားနော်တို့ဒီမို့ object နေရာလားဒါနှစ်ခုကိုကြည့်ပြီးတကယ်လို့များ subject နေရာမှာကိုက relative pronoun နဲ့စားထိုးရမယ်ဆိုရင်အဲ့ဒီ object နေရာမှာရောင်းနေတဲ့ဒီဟာကိုအရှိဆုံးပို့ပြီးတော့ဒီ subject နဲ့တွားကပ်ပြီးတော့ရေးရတယ်နော်အဲ့တော့ဒီမှာ exam မှာပြပေးမယ်ပေါ့နော်အဲ့တော့ I bought the dictionary Nila wanted it အဲ့တော့ IT it ဆိုတဲ့အရာဒီ dictionary เนาะဝယ်လာခဲ့တဲ့ဒီ object နေရာမှာရှိနေတဲ့ dictionary ကိုပြောချင်းဖြစ်တယ်အဲ့တော့က object နေရာမှာသွားကပ်ပြီးတော့ရေးမှာ Nila နဲ့ object နဲ့ကိုဒီတိုင်းကတ်ထည့်လို့မရဘူးအဲ့တော့ကျွန်တော်တို့ဒီ IT it ဆိုတဲ့အရာဒီ dictionary ကိုပြောတာမို့လို့သူနဲ့ဒီ ITA ဆိုတဲ့ pronoun ကိုကျွန်တော်တို့ relative pronoun THAD ဒါနဲ့အရင်အစားထိုးဒီစားထိုးပြီးပြီဆိုရင်เนาะဒီ that ဆိုတဲ့အရာကိုဒီဒုတိယဝက်ကြရဲ့အရှိဆုံးကိုပို့အဲ့တော့နီလာရဲ့အရှိမှာ that ဆိုတဲ့ relative pronoun ရမယ်သေချာကြည့်ထားနော်အဲ့တော့ that နီလာ wanted အနောက်မှာ that နဲ့စားထိုးထားတဲ့ ITA ကပြုတ်သွားပြီ that အဖြစ်နဲ့စားထိုးပြီးတော့ဝက်ကြအရှိဆုံးကိုပို့လိုက်တယ်အဲ့တော့ that နီလာ wanted ဆိုတဲ့ဒီ phrase စကားစုဒီကျွန်တော်တို့စာချက်နေရာမှာလား object နေရာမှာလားတွားကြည့်အဲ့တော့ dictionary ဒီ bought where ဒီဆိုတဲ့ဘာရဲ့ object နေရာမှာရှိနေတဲ့အတွက်ကြောင့်ဒီနောက်မှာကပ်ပြီးတော့ရေးရတယ်เนาะအဲ့တော့က I bought the dictionary that Nila wanted ဒါမျိုးရတယ်เนาะနံပါတ်1စပြီးတော့ကြည့်မယ် our principal เนาะဒီကျောင်းအုပ်ကြီးက wants to see an architect ဦးကိုသူကเนาะတွေ့ချင်တယ်ပေါ့เนาะပြောကြဆိုကြရှိလို့နေမှာပေါ့အဲ့တော့ he design our school library ကို design ရေးဆွဲခဲ့တဲ့သူအဲ့တော့က he ဆိုတဲ့ pronoun နေရာမှာကျွန်တော်တို့ relative pronoun နဲ့အစားထိုးမယ်သူကိုယ်တိုင်က school library ကိုရေးဆွဲတာဖြစ်တဲ့အတွက်ကြောင့် subject who who နဲ့အစားထိုးလိုက် he ကိုဖြုတ်လိုက်ရပြီเนาะအဲ့တော့ who design our school library ဆိုတဲ့ဒီ clause ကိုရသွားပြီအဲ့တော့ဒီဟာဒီကျွန်တော်တို့ဘသူကိုရည်ညွှန်းတာလဲ principal လား architect လား architect ကိုရည်ညွှန်းတာဖြစ်တဲ့အတွက်ကြောင့် architect နားမှာသွားကပ်ပြီးတော့ရေးမှာဖြစ်တယ်ဒါဆိုရင်ဒီဝက်ကြအရာဆိုရင်တော့ our principal wants to see an architect who design our school library ဆိုတဲ့အရာကိုရမှာเนาะနံပါတ်2ကြည့်ရအောင် win made at birthday cake nobody like it เนาะဘယ်သူကမှမကြိုက်ဘူးတဲ့ဝင်းလောက်ထားတဲ့ birthday cake ကိုအဲ့တော့ဒီ birthday cake ကိုပြန်ပြီးတော့ရည်ညွှန်းထားတဲ့ pronoun က it เนาะအဲ့တော့ birthday cake ဒီ make ပြုလုပ်သည်ဆိုတော့ဘာရဲ့ object နေရာမှာရှိတယ်အဲ့တော့ object နေရာကိုဝင်ရမှာဖြစ်တယ် it ကိုကျွန်တော်တို့ birthday cake လို့ပြောတဲ့အတွက်ကြောင့် THAD ဒါနဲ့အစားထိုးလိုက်ပြီးဒီစားထိုးထားတဲ့ relative pronoun ဒါပါတဲ့ဒီ clause ကိုကျွန်တော်တို့ဝက်ကြအရှိဆုံးကိုပို့ရမှာဖြစ်တယ်အဲ့တော့ဒီနားကိုရောက်လာပြီအဲ့တော့ဒီနေရာမှာ that nobody like ဆိုတဲ့ phrase တစ်ခုရသွားပြီ ITA ကပြုတ်တယ်အဲ့တော့အဲ့ဒီ that nobody like ဆိုတဲ့ phrase ကိုကျွန်တော်တို့သူနဲ့သက်ဆိုင်ရာနောင်နာမှာတွားကပ်ပြီးတော့ရေးမှာဖြစ်တဲ့အတွက်ကြောင့်ဝင်းမဟုတ်ဘူး a birthday cake နားမှာကပ်ပြီးရေးရမှာဖြစ်တယ်ဒါဆိုရင်ကျွန်တော်တို့ယူကြည့်ရအောင် win made a birthday cake ပြီးတော့ခါကြတော့မှ that nobody like ဆိုပြီးတော့ပြီးတယ်ရမယ်နော်ဒီ IT it မလို့တော့ဘူးနော်ဒါနဲ့စားထိုးပြီးသားမှုလို့နံပါတ်3ကြည့်ရအောင် the woman spent the night at her friend's house her flat was burglar เนาะအဲ့တော့ကဒီမှာပေးထားတဲ့ဝက်ကြက the woodman က spend အချိန်ကုန်ဆုံးတယ်ပေါ့နော် the night တညတာကို at her friend's house တငယ်ချင်းရဲ့အိမ်မှာသွားအေးလိုက်ရတယ်ပေါ့ကွယ် her flat က was burglar ဆိုတာကဖောက်ထွင်းခံရတဲ့အတွက်ကြောင့်မို့လို့ဖြစ်တယ်အဲ့တော့ဒီနောက်မှာဆိုရင် her ဆိုတဲ့ possessive pronoun သုံးထားတယ်အနောက်မှာ noun ပါတဲ့အတွက်ကြောင့် her ဆိုတဲ့နေရာမှာကျွန်တော်တို့ဘာနဲ့စားထိုးရမလဲဆိုတော့ possessive pronoun whose whose ကိုအစားထိုးအဲ့တော့ whose flat was burglar ဆိုတဲ့ clause တစ်ခုကျွန်တော်တို့ရမယ်အဲ့ဒီ clause စီတငယ်ချင်းရဲ့အိမ်နဲ့ဘယ်လိုမှမအဆက်ဘူးဒီအမျိုးသမီးနဲ့ပဲအဆက်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီ clause တစ်ခုလုံးကိုသူနဲ့သက်ဆိုင်ရာ noun စီကိုခေါ်လာဆိုတော့ဒီနာကိုဝင်လာမယ်အဲ့တော့ the woodman who flat was burglar ဒီနာရပြီပြီးတော့ဒီမှာကြံနေသေးတယ် spend the night at her friend house ဆိုတဲ့ဟာကိုဆက်ရေးရမှာဖြစ်တယ်
ရမယ်နော် number 4ကြည့်ရအောင် I met an old lady အမျိုးသမီးတူကိုနော်အဖွားအိုတူကိုငါကတွေးခဲ့တယ် she was 102 years old အဲ့တော့က102နှစ်အသက်အရွယ်ရှိတယ်လို့ပြောတယ်အဲ့တော့ she ဆိုတဲ့အရာ pronoun ကျွန်တော်တို့တွေးပြီးနော် relative pronoun နဲ့အစားထိုးမယ်သူမကလို့ပြောတဲ့အတွက်ကြောင့်စာချက်ဖြစ်တော့ who who နဲ့အစားထိုး who was 102 years old ဆိုတဲ့ဒီ clause ဒီကိုကျွန်တော်တို့ဒီနှစ်ကြောင်းပေါင်းမှာဖြစ်တော့ I လား the old lady လား the old lady ဖြစ်ကြတဲ့ old lady စီမှာသွားကပ်ပြီးတော့ရေးမယ်အဲ့တော့ I met an old lady who was 102 years old ဒါမျိုးရမယ်နော် number 5ကြည့်ရအောင် the factory closed down နော်စက်ရုံပိတ်လိုက်ပြီတဲ့ last week ပြီးခဲ့တဲ့အပတ်က it was built 20 years ago နှစ်ပေါင်း20နော်ဒီလွန်ခဲ့တဲ့အနှစ်20ကတည်ဆောက်ခဲ့တဲ့အရာ INTX ဆိုတဲ့ pronoun တွေ့ပြီအဲ့တော့အဲ့ဒီ pronoun ကိုကျွန်တော်တို့ relative pronoun နဲ့စားထိုးမယ်အဲ့တော့သူပေးထားတဲ့အရာကဒီ relative pronoun လူမဟုတ်တဲ့အရာဆို that ကိုသုံးဆွဲတော့ဒီ HAT that ကိုဒီမှာချရေးထား INTX ကိုဖျက်လိုက်အဲ့တော့ that was built 20 years agoဒီ clause ကိုရသွားပြီအဲ့တော့ကဒီ clause ဒီဘယ်သူနဲ့သက်ဆိုင်လဲ factory နဲ့သက်ဆိုင်နေဆိုတဲ့အတွက်ကြောင့်ဒီ clause တစ်ခုလုံးကိုသက်ဆိုင်ရာ noun စီကိုခေါ်လာအဲ့တော့ the factory ပြီးတော့မှ that was built 20 years ago ပြီးတော့ closed down last week ဆိုပြီးတော့ရေးရမှာဖြစ်ပါတယ် that ဒီကျွန်တော်တို့ comma ခံပြီးရေးကြမလို့ဘူးเนาะ essential information ပေးတာ number 6 the picture has been stolen ပကြီးကအခုခံလိုက်ရပြီတဲ့ it was worth ထိုက်တန်တဲ့2 million ကျပ်เนาะ2သန်းเนาะကျပ်2သန်းတန်တဲ့အရာလို့ပြောတယ် relative pronoun စားထိုးမယ် pronoun ကိုရှာမယ် it အဲ့တော့ကလူမဟုတ်တဲ့အရာဆိုတော့သူက that နဲ့စားထိုးပါဆိုတော့ဒီနေရာမှာ THAT that ကိုစားသွင်းတာ that is worth 2 million ကျပ်ဆိုတဲ့ဒီ clause ဒီကိုရမယ်အဲ့တော့အဲ့ဒါဒီဘယ်သူနဲ့သက်ဆိုင်လဲ picture နဲ့သက်ဆိုင်တဲ့အတွက်ကြောင့်တတွဲလုံးကို picture စီကိုခေါ်လာအဲ့တော့ the picture that is worth 2 million checks ပြီးတော့မှ has been stolen ကျန်နေသေးတဲ့ verb phrase ကိုဆက်ရေးနော် number 7ကြည့်အောင် we found a shop ဈေးဆိုင်တစ်ဆိုင်တွေ့ခဲ့တဲ့ it so ရောင်းနေတဲ့ old record CD album အဟောင်းတွေရောင်းတာပေါ့နော် okay pronoun တွေ့ပြီအဲ့ဒီ pronoun နေရာမှာကျွန်တော်တို့ relative pronoun နဲ့စားသွင်းမယ်ဒီ HAT ဒါလို့ချရေးထား okay that so old record ဆိုတဲ့အရာ clause တစ်ခုရသွားပြီအဲ့တော့အဲ့ဒီစာဒီ we ကိုပြောတာလား shop ကိုပြောတာလား shop ဆိုရင်သူ့နားမှာခါခဲကပ်ပြီးတော့ရေး we found a shop that so old recordsရမယ်နော် number 8ကြည့်အောင် the police interrogatives a man အဲ့တော့ကအမျိုးသားတဦးကိုရဲတွေကမှနော်ဒါဒီလူဒန်းစားတရက်လုံးကိုစားပြုတယ်နော်ရဲတယောက်တည်းမဟုတ်ဘူးနော်ရဲတွေက interrogative စစ်ဆေးမေးမြန်းနေတဲ့ his son had disappeared သူ့ရဲ့သားကဒီပျောက်သွားတယ်ပေါ့နော်အဲ့တော့ possessive pronoun တွေ့တဲ့အတွက်ကြောင့်ဒီနေရာမှာ WHOSE whose လို့အရင်ချရေးထားအဲ့တော့က whose son had disappeared ဆိုတဲ့ clause ရမယ်အဲ့ဒီ clause ဒီ police နဲ့မအဆက်ဘူး the man နဲ့အဆက်ကြသူ့နားမှာတခါတည်းကပ်ပြီးတော့ရေးthe police interrogated a man whose son had disappeared ရမယ်နော် okay အဲ့ဆိုရင်ကျမတို့ဒီကြတော့နောက်တစ်ဖြတ်ထပ်ပြီးတော့သွားမယ်နော်